ဒီပတ်စတက်ဒီမှာဘာတွေသွားမလဲဆိုတော့ review နဲ့လိုက်ကြည့်ပါအောင်ရှင်အခုကတော့နေတဲ့နေရာနေမျိုးတွေကိုတော့မပေါ့နော်မျိုးတွေကိုသွားရင်အများအဖြစ်ကတော့ BTS ပဲစီဖြစ်တယ်ခုကတော့ပန်းအောင်လိုင်းပေါ့နော်ပန်းအောင်လိုင်းကိစ္စ memory station ကနေစစီရပေါ့ပြီးတော့မျိုးတွေကိုသွားမယ်ဆိုရင်အဆင်စီရအခုက web page စီမှာထပ်မှာဆင်းပြီးတော့အစိမ်းရိုင်းအောင်ပြန်စီရပါခုက budget ထဲမှာဆင်းပါတယ်ဆင်းပြီးတော့အမှရထားကပ်ပြတ်တယ်အခုက under M အတွက်လေဆာလောက်တာ appointment ရှိလို့သွားမှာပေါ့နော်ပြီးကလေဆာနဲ့ whitening ကို9ချိန်ဆက်ရှိလို့ထားဆိုတော့4ချိန်မြန်ပေါ့နော်အဲ့ဒီကပန်ချပူရီမှာဖြစ်ပါတယ်ပန်ချပူရီသွားမှာပါသူကဖះထိုင်းကဆင်းလဲရတယ်ပေါ့နော်ဒါပေမဲ့ water reservoir မှာပဲဆင်းနေကြဒီလမ်းနေရာသွားနေကြဆိုတော့ reservoir မှာပဲဆင်းလိုက်တာပြီးတော့ကင်မရာဆမ်းမယ်ဆိုပြီးတော့လမ်းမှာပါလာတဲ့ကင်မရာလေးကိုထုတ်ပြီးတော့ဟိုရှောက်ရိုက်ဒီရှောက်ရိုက်ပေါ့နော်ပြေးနေရတဲ့တယောက်တည်းလဲဒီကင်မရာက2003 2004လောက်ဖြစ်မယ်တဲ့ပုံထွက်ကတော့မကောင်းတော့ပဲမဲ့အရှိရဒီဇိုင်းလေးကိုကြိုက်လို့ဆိုပြီးတော့ကိုကတော့ပန်ချပူရီလမ်းလေးကိုရောက်ပါပြီနောက်က36ဆိုတာတော့ vintage bottom နဲ့ပေါ့နော်သူက ample ရှိတယ်ပြီးတော့ပစုံအစိမ်းတုပ်လည်းကောင်းတယ်အခုကတော့ Harmony Clinic ကိုရောက်ပါပြီဆက်စချင်းရောက်တော့မိုးပြေးရေးတိုက်ပါတယ်ပုံမှန်ဆိုရင်တော့ဗီတာမင် C ထိုးရပေါ့နော်4ချိန်ရှိပြီတစ်ခေါက်ကတော့ထွေထားရဲ့နေနဲ့မထိုးတော့ဒါကတော့သူလေးစားလုပ်ပြီးတိုင်းကျွေးရပေါ့နော်တာခွေရိုင်နဲ့ရောစနေတစ်တိုင်းတစ်ဆက်တစ်မျိုးပဲအကြိုက်ဆုံးပဲပေါ့နော်ပြီးတော့ချက်စီထမင်းစားမယ်ဆိုပြီးတော့တငယ်ချင်းမျိုးနဲ့နေမေကြီးချက်စီထမင်းဆိုင်အောင်သွားပါတယ်ပန်ချာဝီလမ်းမှာမြန်မာဆိုင်များရိုးရိုးလေးတို့တပင်းရွှေတီတို့ခုနပေါ့နော် vintage ဆိုင်တို့တော်တော်များများရှိဟိုတယ်လေးစီးသက်တာဒါတော့အခုဘတ်တူနယ်မားကတ်ကိုရောက်ပါပြီဒီနေ့တော့ဒီနားကနည်းနည်းလူရှင်းနေပေါ့နော်ဘာလို့လဲတော့မသိပုံမှန်ဆိုရင်အဲ့နေရာမှာတိုးကျေးပြီးတော့မှထွက်လာရင်လူကပူအိုက်နေရမယ်အဲ့ဒီချက်စီသမင်းဆိုင်လဲစားလို့ကောင်းတယ်အရှိရဦးလေးညောကြော်တက်ချစ်ပေးမယ်ကြော်တက်လို့မရအောင်ဖြစ်ဒီနားမှာတော့ပြန်ချစ်ပြီးပေါ့နော်ကားဒီပေါ့ပါရောအခုကချက်စီသမင်းဆိုင်ကိုသွားဖို့အတွက်ဒီဖြက်လန်းတော့မှာပေါ့နော်ဒီတက်ကိုရှောက်သွားပြီးတော့လမ်းဆုံးရင်တော့ Platinum Mall ကိုရောက်ပါတယ် Platinum Mall ကနေပြီးတော့ပုဂ္ဂိုလ်ဆက်ကူရင်တော့ Central World ရောက်တော့ပေါ့နော်အခုကတော့တက်စီတမင်းဆိုင်ရောက်တော့မှာပေါ့နော်ဒီဆိုင်လည်းကောင်းမဲ့ပေါ့နော်တစ်ခါမှ try ကြည့်ရမယ်အခုကတော့တက်စီတမင်းဆိုင်ရောက်ပေါ့နော်လူတွေတန်းစီနေရောကိုယ်လည်းတန်းစီရမှာချင်လားဒါပေမဲ့ကောင်းစွာနဲ့ပဲတယောက်ထဲလာဆိုတော့တန်းစီရမလို့ပါဘူးအဲ့နဲ့ဖိုက်ဆာစာနေမှလည်းပြီးတော့မှ cash only ဆိုတော့တတိယအခုပတ်စံရေးကြီးရောပတ်စံ160ပဲပါအဲ့နဲ့ဒီတော့ပုံမှန်ဆိုရင်တော့နှစ်ပွဲစားပါတော့အခုတော့မှဘယ်လောက်ဒီကြာမလဲသိချာမကြည့်လိုက်ရတော့ဘယ်လောက်မှဆိုလို့ဆိုပြီးတော့တပွဲပဲစားလိုက်ရမတီးလေးရလည်းမစိုးပါဘူးခေါင်းပါတယ်ဆိုင်နမေကတော့ကိုဝမ်းပေါ့နော်အမတငယ်ချင်းတွေဘန်ကောက်လာတော့သူ့သွားစားကျွန်မမလိုက်လိုက်ရအခုမှစားအခုမှတော့အရင်တစ်ခေါက်စားတော့ကတော့မူးချုပ်လို့လားမသိဘူးလူရှင်းတယ်ပေါ့နော်အခုကတော့လူတွေတော်တော်များဆိုင်ပြည့်မယ်ဒီကိုရောက်ရင်ဟင်းကိုတောက်ဖြစ်တယ်ပေါ့နော်ကျဟင်းကဒီနေ့ဝတ်နေလို့တောက်လို့တော်ကောင်းတယ်အရင်မခါဘူးဒါအခုကတော့ Central World သွားဖို့ကလန်ကိုလမ်းဆောင်နေတာပေါ့နော်ဆောင်းက15မိနစ်လောက်ရှိအဲ့နားမှာဆောက်ပါအတူနံပါတ်ရောက်ရင်Central World ကနန်းနေရတော့
မဝင်မဖြစ်ပေါ့နော်စန်ထရယ်ဝေါ်ရောက်ရင်လည်းအဲ့နန်းနန်းသွားတယ်ပတူလင်သွားရင်လည်းအဲ့နန်းနန်းသွားတယ်စိတ်ရံုံသွားရင်လည်းအဲ့နန်းနန်းသွားတယ်အဲ့နန်းနန်းကတော့ရောက်တိုင်းအမြဲပူဇော်ဖြစ်တယ်ပေါ့နော်ဒီဟာကတော့ပညာရေးတို့ဉာဏ်ပညာတို့လို့ဖတ်ဖို့ရဒါကတော့အခြေရေးပေါ့နော်နာမည်ကြီးနေဒါကတော့ Central Wall ကိုတော့မပါဒါကတော့တယောက်တည်းလာတဲ့ပုံရပြီးမေးလို့မရှိတော့ fit check တစ်ဖြစ်ပေါ့နော်မန်တို့ရကိုလုံးပုံမှန်တို့ရ fit check ပြီးတော့ချိုသေးဖို့ဆိုပြီး Paris Mickey မှာထိုင်ဖြစ်တယ်ပေါ့နော်ထိုင်ဖြစ်တာကြတော့သူ့ဆိုင်ကကိမိုလီတော်လာရဲ့အဲ့တဗီဒီယိုကပြတ်သွားတာသူပြီးတော့ဈေးလေးကြီး600ကျော်ပေါ့နော်ကိုကတော့အမဈေးအနည်းဆုံးဟာလေးကိုပဲချိုသေးလိုက်ပါတယ်အေး apple juice ပေါ့နော်ပြီးတော့မှပါလာတဲ့ကင်မရာနဲ့ဟိုရှောက်ရိုက်တီရှောက်ရိုက်ဆိုင်ကအေးအေးဆေးဆေးလေးဆိုတော့အမရှောက်ဆန်းနေရပေါ့နော်ကင်မရာနှလုံးဟိုရောက်လက်တီရိုက်လိုက်အတေးရတယောက်တည်းတော့မပြေဘူးလားမေလို့အမဗီဒီယိုတောင်းပြီးအဲ့လိုမျိုးဟိုရှောက်ရိုက်တီရှောက်ရိုက်လုပ်ပါတယ်မင်းသမီးလိုပါလို့ပေါ့နော်စားရဲ့ဗီဒီယိုကတော့ဖြတ်မိသွားပါတယ်အခုတော့ပြန်ပါပြီဒီနေ့တော့ဒီလောက်ပါပဲရှင်